Okay. I love you. I want you to be my wife. I want to grow older with you. Will you marry me? Con đi bảo còn chưa. လွန်ခဲ့တဲ့9နှစ်ကျော်လောက်ကပေါ့နော်ကျွန်တော်တို့ဒီလဲတန်းကmanagement တင်တဲ့တစ်ခုမှာစပြီးတော့တွေ့ခဲ့ကြတာပေါ့နော်လွန်ခဲ့တော့9နှစ်ခန့်အချိန်ကဦးလေးလို့ခေါ်ခဲ့ဘူးတဲ့ကောင်းလေးကအခုတော့မျိုးသားချင်းข้าวเนี่ยเลยนะต่อวิโอเค ready 1 2 3ตัวตาลีเตะလို့ရတယ် Okay ဟဲ့လာပါတယ်အေးတော်ကြီးဗျ6လမ်း တယ်လို့ပြောတဲ့ဟာလဲ လာပါတယ်ဗျ လာတယ်မဟုတ် လာတယ်လေဟောဒါကြီးက6လမ်းနဲ့စဉ်းစား6လမ်းနဲ့လွတ်ပါလားအေး ကျန်တော့တော့ဆက်ဆက် ဟောတော့လျှောက်ကန်လာ 你看，人家အော်ရပုံမှာမဖြစ် ဟာဒီလူနဲ့ဒီလူ this man နဲ့ this man ဟုတ်ကဲ့ It's just you. It's just me. ဒါစိတ်ကအဲ့ချိန်မှာ It's just I. အော်နောက်ပန်းနေလဲချိန် အေးလာပါ နိုင်လားဟမ် အေး အမသူကနန်းခိုင်းလို့လား ငါဘာကနဲ့စားကြိုက်တော့ဆိုရင်တော့နှစ်ယောက်လုံးကလုံးဝတိုက်မတူကြပါဘောเนาะပြီးွားရင်လည်းအဲ့လိုမျိုးခဏပဲပြတ်မှာပေါ့အဲ့လိုမျိုးဒါပေမဲ့လည်းအဲ့ຢာတွေကိုအချင်းချင်းပဲအဲ့လိုမျိုး relationship ကိုတည်ဆောက်ပြီးတော့ပဲပေးတဲ့လုပ်ခဲ့ကြတာပေါ့ဟိုချစ်ခွင့်ပန်တော့လေ CV ဖောင်းပြီးပို့ပြီးတော့ဖုန်းနဲ့အစမ်းမပြတ်ဆက်ပြီးအလုပ်တွေရှိတဲ့နေရာကိုလာခဲ့တာပေါ့နော်အဲ့လိုမမရအမှတ်တရတစ်ခုကတော့ယူစားမဖြစ်ခင်အချိန်မှာပဲတစ်မျိုးလုံးသိတာဘာပဲဖြစ်ပါတခုဆိုလေအသေးစိတ်ကလေးကအစားကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေမှတ်ထားပေးတာလေးကိုလည်းချစ်ပါတယ်စိတ်ကောက်ရင်ချက်ချင်းချော့တာလေးကိုလည်းသဘောကျပါတယ်နောက်ပြီးရှိခြင်းမရှိခြင်းတွေထက်ကိုယ့်ဘောတရားတရားရှိပြီးတော့ဦးစားပေးတာလေးကိုလည်းကျေးဇူးတင်ပါတယ်နောက်ပြီးတော့လေကိုနဲ့ရှိလို့ရှိရင်ကလေးလေးတယောက်လို့ဒါမှမဟုတ်တထေးမကြီးလို့မင်းသမီးတယောက်လို့အမြဲခံစားရစိတ်ပါတယ်အဲ့တော့လည်းကျေးဇူးထူးတင်ရှိပါတယ်နောက်ပြီးကိုပါပဲလို့အပြစ်မမြင်ပဲနဲ့ချစ်ပေးတာလည်းကျေးဇူးတင်ပါတယ်နောက်ပြီးမိတ်ဆွေပေါင်းတဲ့တွေကြောင့်အမြဲဂုဏ်ယူစွာနဲ့ထောက်ကြားတတ်တာလေးလည်းချစ်ပါတယ်
ပေါ့နော်ကိုလည်းရဟိုကိုနဲ့လည်းအခုလက်ထပ်ပြီးဆိုတော့ကိုကကန်ကောင်းတဲ့တူတူသားလေးဖြစ်ပြီပေါ့နော်အဲ့ကန်ကောင်းမှုလေးကိုရေးရှိ